တက်ရှင်ရေးနဲ့တေဆုံးရေးကြားအရေးပေါ်အခြေအနေမှာဟီဂျူကစတီယာရင်ကိုအစွမ်းကုန်ထိန်းထားရင်ကားကိုလမ်းဘေးအကာရံတွေနဲ့ပို့တိုက်စေပြီးအရှိန်လျှော့ကရက်တက်အောင်ကြိုးစားနေပါတယ်။အမှောင်ထဲမှာရုတ်တရက်သူတို့ရှိကိုကားတစ်စီးပေါ်လာပါတယ်။အဲ့ဒီကားကအရှိန်မထိန်းနိုင်ပဲပြေးနေတဲ့ကားကိုနောက်ကနေအပြင်းထန်ဝင်တိုက်ပြီးအရှိန်လျှော့စေပါတယ်။ပြီးတော့လမ်းအလယ်ကိုတမင်တကာကားကိုကက်လန့်ဖြတ်မောင်းလိုက်ပါတယ်။ဟီဂျူရဲ့ကားကလည်းအဲ့ဒီကားကိုဝင်တိုက်မိသွားပါတယ်။ကားနှစ်စီးဟာအပြင်းထန်တိုက်မိပြီးနောက်ဆုံးမှာတော့ထိမ့်မရပဲပြေးနေတဲ့ကားလည်းရက်တန့်သွားပါတယ်။တေဘေးကနေလွတ်မြောက်လာတဲ့ဟီဂျူကရှေ့ကိုကြည့်လိုက်တဲ့အခါအခြားကားတွေကနေဆင်းလာသူဟာဘယ်သူလဲဆိုတာမြင်လိုက်ရပါတယ်။အဲ့ဒီလူကတော့လီဝင်ဖြစ်နေပါတယ်။ဟီဂျူကိုကယ်ဖို့အတွက်ကိုယ်တိုင်ထိခိုက်ဒဏ်ရာရနိုင်တာကိုမစိုးရိမ်ပဲအနေရကြားထဲဝင်လာခဲ့တာပါ။အဲ့ဒီသတင်းကိုကြားတဲ့ဘရင်မကြီးကလည်းဆေးရုံကိုအလင်းအမြန်ရောက်လာပါတယ်။ကံကောင်းစွာနဲ့ဘရင်လေးကတော့ပြင်းထန်တဲ့ဒဏ်ရာမရခဲ့ပါဘူး။ဒါပေမဲ့လီဝင်ကတော့ဘဲဘက်ပခုံးမှာဒဏ်ရာရသွားတာကြောင့်ခွဲစိတ်ခန်းထဲဝင်ပြီးခွဲစိတ်ကုသနေရပါတယ်။ဒီမတော်တဆမှုဟာဟီဂျူနဲ့ပတ်သက်နေတယ်ဆိုတာသိသွားတဲ့အခါဘရင်မကြီးကအလွန်ဒေါသထွက်သွားပါတယ်။ဒါပေမဲ့ဝန်ကြီးချုပ်ဂျောင်းဝူကသူ့ကိုတားလိုက်ပါတယ်။ဒီကိစ္စကိုဆက်ပြီးအရေးယူမယ်ဆိုရင်ဘရင်လေးအပေါ်မှာပါနောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်တယ်ဆိုတာသတိပေးလိုက်ပါတယ်။ဂျောင်းဝူကတော်ဝင်မိသားစုကိုကာကွယ်ဖို့အတွက်ဒီလိုလုပ်တာလို့ဆိုပေမဲ့သူ့ရင်ထဲမှာတော့တကယ်တမ်းကာကွယ်ပေးချင်နေတာကဟီဂျူပဲဖြစ်ပါတယ်။အဲ့ဒီညမှာတော့ဟီဂျူသတိပြန်ရလာပါတယ်။သတိရလာတာနဲ့လူငယ်ဘရင်ရဲ့အခြေအနေကိုစိုးရိမ်တကြီးမေးလိုက်ပါတယ်။လီဝင်ကခွဲစိတ်ခန်းထဲမှာရှိနေတယ်ဆိုတာသိလိုက်ရတဲ့အခါဟီဂျူဟာအလွန်အမင်းစိတ်ပူသွားပြီးမျက်နှာပြတ်သွားပါတော့တယ်ကံကောင်းစွာနဲ့လီဝင်ရဲ့ခွဲစိတ်မှုကအောင်မြင်စွာပြီးဆုံးသွားပါတယ်။ဟီဂျူကဆေးရုံခန်းထဲကိုအလင်းအမြန်သွားပြီးဒဏ်ရာရထားတဲ့လီဝင်ရဲ့မျက်နှာကိုတေးသေးချာချာစစ်ဆေးကြည့်ပါတယ်။ပြီးတော့လီဝင်ရဲ့မျက်နှာကလွှဲရင်သူ့မှာကောင်းတာဘာမှမရှိဘူးဆိုပြီးစနောက်လိုက်ပါတယ်။လီဝင်ကဟီဂျူကိုလက်လန်းပြီးထိဖို့ကြိုးစားလိုက်ပေမဲ့ဟီဂျူကတော့အလိုလိုနောက်ဆုတ်သွားပါတယ်။ဒီကိုလာငါဒဏ်ရာရထားတယ်။ဟီဂျူကလည်းမလိုလားပေမဲ့နောက်ဆုံးတော့နီးနီးကက်ကက်သွားလိုက်ပါတယ်။လီဝင်ကဟီဂျူရဲ့နဖူးကိုနူးညံ့စွာပုတ်တက်ပေးလိုက်ပြီးသူ့မျက်လုံးတွေထဲမှာတော့ဟီဂျူအတွက်စိုးရိမ်နေတဲ့အရေးအယောင်ကိုဖုံးကွယ်မထားနိုင်ပါဘူး။ဟီဂျူကလည်းလီဝင်ကိုသူ့ရဲ့တန်ဖိုးရှိတဲ့ခန္ဓာကိုယ်ကိုပိုကယူဆိုင်ဖို့အကြံပေးလိုက်ပါတယ်။လီဝင်ကတော့အဲ့ဒါကိုအာမမခံနိုင်ဘူးလို့ပြန်ပြောပြီးသူ့အတွက်အခြေအနေတွေကိုပိုခက်ခဲအောင်မလုပ်ဖို့ဟီဂျူကိုပြောလိုက်ပါတယ်။ဟီဂျူကနှက်ခမ်းဆူလိုက်ပြီးရှင်ကကျမကိုအယမ်းချစ်နေတဲ့ပုံစံနဲ့ပြောနေတာပဲပြောလိုက်ပါတယ်။အဲ့ဒီနောက်ဟီဂျူရဲ့အတွင်းရေးမှူးကဆေးရုံကိုရောက်လာပါတယ်။ပြီးခဲ့တဲ့ညကမတော်တဆမှုကြောင့်ကုမ္ပဏီရဲ့ရှယ်ယာဈေးတွေထိုးကျသွားပြီးဥက္ကဋ္ဌကလည်းအလွန်ဒေါသထွက်နေတယ်ဆိုတာဟီဂျူကိုအသိပေးလိုက်ပါတယ်။ဟီဂျူကဘရင်လေးကိုကာကွယ်ရင်းမတော်တဆမှုဖြစ်ခဲ့တာကိုသိသွားတဲ့အခါအတွင်းရေးမှူးကအလွန်စိတ်ပျက်သွားပါတယ်။ပြီးတော့မင်းသားလီဝင်နဲ့လက်ထပ်မဲ့အစီအစဉ်ကိုရပ်တန့်လိုက်ဖို့ဟီဂျူကိုအကြံပေးပါတယ်။လီဝင်နဲ့စပြီးပတ်သက်လာကြတဲ့ကဟီဂျူလုံးသမျှခြေလမ်းတိုင်းဟာဓာတ်သွားပေါ်လမ်းလျှောက်နေရတယ်လို့အန္တရာယ်များလုံးနေပါတယ်။အတွင်းရေးမှူးကတော့ဟီဂျူဟာဘာကြောင့်ဒီကိစ္စကိုဒီလောက်အထိအလေးနဲ့ထားနေလဲဆိုတာနားမလည်နိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့သူတို့နှစ်ယောက်ရဲ့သဘောတူညီချက်အရဟီဂျူနဲ့မင်းသားလီဝင်တို့ဟာလက်ထပ်ပြီး3နှစ်အကြာမှာကွာရှင်းကြမှာဖြစ်ပါတယ်။ဒါပေမဲ့သူတို့မသိလိုက်တာကဂျောင်ဝူဟာသူတို့နှစ်ယောက်ရဲ့စကားဝိုင်းကိုအပြင်ကနေကြားနေခဲ့တာပါ။ဟီဂျူကဂျောင်ဝူကိုသူနဲ့လီဝင်တို့ဟာတယောက်နဲ့တယောက်အကျိုးမြတ်အတွက်အသုံးချနေတဲ့မဟာဗျူဟာမြောက်အိမ်တော်ကြီးတစ်ခုသာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။သူမအနေနဲ့တော်ဝင်မိသားစုကပေးနိုင်တဲ့မြင့်မြတ်တဲ့အဆင့်တန်းနဲ့လူမှုရေးဩဇာကိုလိုအပ်တာကြောင့်ဒီအိမ်တော်ကြီးကိုလုပ်တာဖြစ်ပါတယ်။ဒီစကားတွေကိုကြားပြီးနောက်ဂျောင်ဝူကလည်းဟီဂျူအပေါ်သူ့ရဲ့ခံစားချက်တွေကိုဆက်ပြီးဖုံးကွယ်မထားတော့ပါဘူး။ဒါဆိုငါနဲ့နေပါဘာလို့ငါနဲ့ပဲလက်မထက်တာလဲ။ဂျောင်ဝူကတိုက်ရိုက်ပြောလိုက်ပါတယ်။ဟီဂျူကခဏတာအံ့အားသင့်သွားပေမဲ့တည်ငြိမ်စွာနဲ့ဂျောင်ဝူကိုညှင်းလိုက်ပါတယ်။ဝန်ကြီးချုပ်တယောက်ဖြစ်တဲ့ဂျောင်ဝူရဲ့ယာရုတက်တန်းက9နှစ်ပဲရှိပါတယ်။ဒါပေမဲ့လီဝင်ကတော့မတူပါဘူး။သူနဲ့လီဝင်တို့နောက်ဆုံးမှာကွာရှင်းသွားခဲ့ရင်တောင်လီဝင်ဟာထာဝရတော်ဝင်မိသားစုဝင်တယောက်ဖြစ်ရှိနေမှာဖြစ်ပြီးဟီဂျူကလည်းတော်ဝင်မိသားစုရဲ့အထောက်ပံ့ကိုအမြဲရရှိနေမှာဖြစ်ပါတယ်။အဲ့ဒီလိုပြက်ပြက်တသားညှင်းပယ်ခံလိုက်ရတဲ့အခါဂျောင်ဝူကမျက်မှောင်ကျုပ်ပြီးစိတ်ရှုပ်ထွေးနေတဲ့ပုံစံဖြစ်သွားပါတယ်။နောက်တစ်နေ့မှာတော့ဟီဂျူကလီဝင်ကိုတွေ့ဖို့ဆေးရုံကိုသွားခဲ့ပါတယ်။ဒါပေမဲ့ရောက်သွားတဲ့အခါလီဝင်ကဆေးရုံကဆင်းသွားပြီးပြီဆိုတာသိလိုက်ရပါတယ်။ဟီဂျူကဖုန်းခေါ်ပေမဲ့လီဝင်ကလည်းဖုန်းမကင်ပါဘူး။အဲ့ဒီအချိန်မှာအတွင်းရေးမှူးကမင်းညကဂျောင်ဝူနဲ့ဟီဂျူစကားပြောနေတော့လီဝင်ဟာဟီဂျူရဲ့ဆေးရုံခန်းပြင်မှာရက်နေခဲ့တာကိုသူမြင်ခဲ့တယ်လို့ပြောပြလိုက်ပါတယ်။ဟီဂျူကရုတ်တရက်အသက်ရှူရက်မတက်အံ့အားသင့်သွားပြီးအရာအလုံးကိုသဘောပေါက်လိုက်ပါတယ်။လီဝင်ဟာဂျောင်ဝူကသူ့ကိုချစ်ကြောင်ဝန်ခံပြောဆိုခဲ့တာကိုကြားသွားတာပဲဖြစ်ရမယ်။ဟီဂျူကလီဝင်ရဲ့တီးတက်နေအိမ်ကိုပြန်ရောက်တဲ့အခါသူ့ရဲ့တန်တရားကပိုပြီးတေချာသွားပါတယ်။အိမ်အကူကဟီဂျူကိုမင်းသားလီဝင်ဟာလောလောဆယ်တီးတက်နေအိမ်ကနေထွက်ခွာပေးဖို့အမိန့်ပေးထားတယ်လို့ပြောပါတယ်။ဒါအပြင်လီဝင်ကဟီဂျူကိုလက်ဆောင်ပေးထားတဲ့ကားနံပါတ်ပြားကိုလည်းပြန်ယူတော့မယ်လို့အသိပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့ဟီဂျူကအရာအလုံးကိုရှင်းရှင်းလင်းလင်းသဘောပေါက်သွားပါပြီ။အဲ့ဒီလိုနဲ့ဟီဂျူဟာမင်းသားလီဝင်ရဲ့တီးတက်နေအိမ်ကနေထွက်ခွာပေးရပါတော့တယ်။အဲ့ဒီညမှာတော့လီဝင်ဟာစိတ်မငြိမ်မသက်ဖြစ်နေပြီးဘာလို့ရမှန်းမသိတယ်လို့ဖြစ်နေပါတယ်။သူ့စိတ်ထဲမှာတော့ဂျောင်ဝူကဟီဂျူကိုလက်ထပ်ခွင့်တောင်းခဲ့တဲ့အကြောင်းကိုပဲထပ်ခါတွေးနေပါတယ်။ဟီဂျူကလည်းလီဝင်စီစာပို့ပြီးမျက်နှာချင်းဆိုင်တွေ့ပြီးစကားပြောချင်တယ်ဆိုတာအသိပေးလိုက်ပါတယ်။နောက်တစ်နေ့မှာတော့ဟီဂျူကနန်းတော်ကိုသွားပြီးလီဝင်ကိုသူမကိုဘာကြောင့်တီးတက်နေအိမ်ကနေထွက်ခိုင်းခဲ့တာလဲဆိုတာမေးလိုက်ပါတယ်။ဂျောင်ဝူကြောင့်လား။လီဝင်ကတော့တမင်တကာမသိတယ်လို့ဟန်ဆောင်ပြီးဘာမှမဖြစ်တယ်လို့ပြန်ပြောပါတယ်။ပြီးတော့အဲ့ဒီမတော်တဆမှုအကြောင်းကိုထုတ်ပြောလိုက်ပါတယ်။စုံစမ်းစစ်ဆေးမှုအရဟီဂျူရဲ့ကားကိုတစုံတစ်ယောက်ကတမင်တကာဖျက်ဆီးထားတာကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒါကြောင့်လီဝင်ကသူ့ရဲ့ဆုံးဖြတ်ချက်ကိုပြောင်းလိုက်ပြီးဖြစ်ကြောင်းပြောပါတယ်။အေးဆက်ပြီးတင်းမာတဲ့မျက်နှာနဲ့လီဝင်ကသူတို့နှစ်ယောက်ရဲ့စိတ်ဆက်ထားမှုကိုဖျက်သိမ်းခြင်းတယ်လို့ဓာတ်ရိုက်ပြောလိုက်ပါတယ်။တော်ဝင်မိသားစုကိုကာကွယ်ဖို့အတွက်ရန်သူတွေအများကြီးရှိနေတဲ့ဟီဂျူလိုအမျိုးသမီးတစ်ယောက်နဲ့လက်ထပ်လို့မရဘူးလို့ပြောလိုက်ပါတယ်။ဟီဂျူကဒီစကားတွေကြောင့်နာကျင်ပြီးဆုံးရှုံးတယ်လို့ခံစားနေရချိန်မှာသူမရဲ့ဖခင်ဖြစ်သူဥက္ကဋ္ဌကလည်းဟီဂျူကိုပြစ်တင်ဆုံးမလိုက်ပါတယ်။စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ဟီဂျူကသူများရဲ့လှည့်စားမှုကိုခံလိုက်ရတာကိုအပြစ်တင်လိုက်တာပါ။သူ့အမြင်မှာတော့လီဝင်ဟာဟီဂျူကိုအသုံးချပြီးထိနှက်ရရှိရေးအတွက်သူ့ရဲ့ရည်မှန်းချက်ကိုအကောင့်ထဲပေါ်နေခဲ့တာပဲဖြစ်ပါတယ်
အခုဟီဂျူကလီဝင်အတွက်ဝင်ထုတ်ဝင်ပို့ဖြစ်လာတဲ့အခါလီဝင်ကလည်းသူမကိုဘေးဖယ်လိုက်ပြီလို့ဥက္ကဋ္ဌကယူဆပါတယ်ဒါပေမဲ့ဟီဂျူကတော့အရင်တိုင်းခေါင်းမမာနဲ့ပြန်တုံ့ပြန်လိုက်ပါတယ်လီဝင်တယောက်တည်းကသူမကိုအသုံးချခဲ့တာမဟုတ်ဘူးသူမကလည်းလီဝင်ကိုအသုံးချခဲ့တာပဲလို့ပြောလိုက်ပါတယ်ဒါပေမဲ့တကယ်တမ်းမှာတော့လီဝင်ကစစ်ဆက်ထားမှုကိုဖျက်သိမ်းဖို့ဆုံးဖြတ်ခဲ့တဲ့နောက်ကွယ်မှာသူမကိုမပြောပြနိုင်တဲ့နာကျင်စရာအကြောင်းရင်းတစ်ခုရှိနေပါတယ်တယောက်တည်းရှိတဲ့အချိန်မှာလီဝင်ကအတွင်းရေးမှူးချွဲကိုရှင်းပြလိုက်ပါတယ်မင်္ဂလာပွဲကိုဖျက်သိမ်းတာကဟီဂျူကိုကာကွယ်ဖို့အတွက်ပါငငယ်ကလေးကလီဝင်ဟာသူ့မိခင်ရဲ့ကားမတော်တဆမှုကိုကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရပါတယ်ဟီဂျူမတော်တဆမှုဖြစ်ခဲ့တဲ့ညမှာတော့အဲ့ဒီငယ်ဘဝကအိမ်မက်ဆိုးဟောင်းကြီးကလီဝင်ရဲ့စိတ်ထဲမှာပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်သူ့မိခင်ကြုံခဲ့ရတဲ့အဖြစ်ဆိုးမျိုးကိုဟီဂျူအပေါ်ထပ်မံမဖြစ်စေချင်တော့ပါဘူးမနေ့ကလေးကဂျောင်ဝူကလီဝင်စီကိုမတော်တဆမှုနဲ့ပတ်သက်တဲ့စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကိုပေးထားခဲ့ပါတယ်အဲ့ဒီမတော်တဆမှုရဲ့တရားခံကိုတော့အခုချိန်ထိမဖော်ထုတ်နိုင်သေးပေမဲ့ကားရဲ့ brake ကိုတစုံတစ်ယောက်ကတမင်တကာဖျက်ဆီးထားတာကိုတော့အတည်ပြုနိုင်ခဲ့ပါတယ်အဲ့ဒါကြောင့်ဂျောင်ဝူကလီဝင်ကိုဟီဂျူကိုတေချာကာကွယ်ပေးဖို့အလေးနဲ့တောင်းဆိုခဲ့ပါတယ်ဟီဂျူကိုတော်ဝင်မိသားစုနဲ့ပတ်သက်တဲ့အရှုံးရှင်းတွေနဲ့ဝေးထားပေးတာကသူမကိုကာကွယ်ပေးနိုင်မဲ့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်ဒီအကြောင်းကြောင့်ပဲလီဝင်ဟာဟီဂျူကိုလွှတ်ပေးဖို့အခိုင်အမာဆုံးဖြတ်လိုက်တာပါဒါပေမဲ့ဟီဂျူနဲ့လမ်းခွဲလိုက်ရတဲ့အတွက်အစားထိုးအနေနဲ့လီဝင်ကသူမအတွက်နောက်ဆုံးနှုတ်ဆက်လက်ဆောင်တစ်ခုပေးဖို့ဆုံးဖြတ်လိုက်ပါတယ်တော်ဝင်မိသားစုကမကြခင်မှာနေကွန်တော်ဝင်ပွဲကြီးကိုကျင်းပတော့မှာဖြစ်ပါတယ်ဒီပွဲကအဆင့်မြင့်အရန်မြင့်နဲ့အထက်တန်းစားမိသားစုအနှဲငယ်ပဲတက်ရောက်ခွင့်ရတဲ့ပွဲကြီးတစ်ခုပါဒီတစ်ချိန်မှာတော့လီဝင်ကတာမန်ရက်သူတစ်ယောက်ဖြစ်တဲ့ဟီဂျူကိုဒီပွဲတက်ဖို့ဖိတ်ချင်နေပါတယ်နောက်တစ်နေ့မှာဟီဂျူစီကိုနေကွန်ပွဲဖိတ်စာရောက်လာပါတယ်ဒါပေမဲ့ဟီဂျူကအရန်ထက်မြက်တဲ့သူဆိုတော့ဒီဖိတ်စာဟာလီဝင်ကသူတို့နှစ်ယောက်လမ်းခွဲတာဟာတော်ဝင်မိသားစုကြောင့်မဟုတ်ဘူးဆိုတာလူတွေယုံကြည်အောင်ပြသဖို့လုပ်တဲ့ဇာတ်လမ်းတစ်ခုလိုပဲထင်ပါတယ်အတွင်းရေးမှူးချွဲကလည်းဒီပွဲကိုတက်ရောက်လိုက်ရင်ရရှိနိုင်မဲ့အကျိုးကျေးဇူးတွေကိုအကြိမ်ကြိမ်ရှင်းပြပေးမယ်ဟီဂျူကတော့လုံးဝမတက်ဘူးလို့ပြပြတတ်တတ်ညင်ပါတယ်ဒါကိုကြားတော့လီဝင်ကဟီဂျူကိုနန်းတော်ထဲခေါ်ပြီးကိုယ်တိုင်လာစီးရုံပါတော့တယ်တကယ်တော့ဟီဂျူကိုဖိတ်ခင်မှာလီဝင်ကမဟာဘုရင်မကြီးနဲ့တွေ့ပြီးသူနဲ့ဟီဂျူကြားကဆက်ဆံရေးကိုဖျက်တောက်မယ်လို့ကတိပေးထားပါတယ်အဲ့ဒီအစားဟီဂျူကိုနေကွန်ပွဲတက်ခွင့်ပေးဖို့တောင်းဆိုခဲ့တာပါလီဝင်ကဟီဂျူကိုလမ်းခွဲရပေမဲ့အပြင်လောကရဲ့တိုက်ခိုက်မှုတွေကြောင့်သူမမနာကျင်စေချင်ပါဘူးဒါကြောင့်သူမအတွက်နောက်ဆုံးအကြိမ်ဂုဏ်ပြုခံရမယ့်အခွင့်အရေးတစ်ခုပေးချင်တာပါဒါပေမဲ့ဟီဂျူကတော့လီဝင်ကိုမျက်နှာသာပေးဖို့တောင်မစဉ်းစားပါဘူးသူမကလီဝင်နဲ့တွေ့ဖို့တောင်ညှင်းလိုက်ပါတယ်ဒီအချိန်မှာဟီဂျူကသူမရဲ့အတွင်းရေးမှူးနဲ့အတူကြက်ကြော်စားရင်ခေါ်လိုက်တာနဲ့ချက်ချင်းလာတဲ့ကြက်ကြော်ကလူတွေနဲ့တော့ဘလို့မှမရှင်းနိုင်ဘူးဆိုပြီးပြောနေပါတယ်ဒါပေမဲ့အတွင်းရေးမှူးကတော့ဟီဂျူရဲ့အခြေအနေကိုသိနေပါတယ်တကယ်တော့ဟီဂျူဟာလီဝင်ကလမ်းခွဲသွားတာကြောင့်စိတ်ထိခိုက်နေခဲ့တာပါဟီဂျူကဒေါသတကြီးနဲ့ကြက်ကြော်ကိုအကြီးကြီးကိုက်လိုက်ပြီးအစကတည်းကဒီလိုဖြစ်မယ်မှန်းသိရင်လီဝင်နဲ့စာချုပ်တစ်စောင်အရင်ချုပ်ထားလိုက်မှာပဲလို့တွေးပါတယ်အချိန်ချင်းညင်းပြီးနောက်မှာတော့ဟီဂျူဟာနောက်ဆုံးလီဝင်နဲ့တွေ့ဖို့နန်းတော်ကိုရောက်လာပါတယ်သူမကလီဝင်ကိုဓာတ်ရိုက်မိပါတယ်ဘာကြောင့်ကျမကိုလမ်းခွဲလိုက်တာလဲပြီးတော့ချက်ချင်းပဲနေကွန်ပွဲကိုဘာကြောင့်ဖိတ်တာလဲလီဝင်ကတော့သူမကိုကာကွယ်ဖို့အတွက်ပဲလမ်းခွဲခဲ့တာလို့ဝန်ခံပါတယ်သူတို့လမ်းခွဲသွားတာကြောင့်အပြင်ကလူတွေဟီဂျူကိုတိုက်ခိုက်လာမှာကိုမလိုချင်တာပါဒါပေမဲ့ဟီဂျူကရှင်ကလူကြောက်တတ်တဲ့သူပဲလို့ပြန်ပြောလိုက်ပါတယ်ပြီးတော့လီဝင်ရမ်းချစ်တဲ့ကြောင်လေးကိုမြားနဲ့ပစ်ဖို့လေးကိုယူပြီးချိန်လိုက်ပါတယ်လီဝင်ကအဲ့ဒါမြင်တာနဲ့ချက်ချင်းလေးကိုဆွဲယူလိုက်ပါတယ်ဟီဂျူကပြောပါတယ်ဒါမျိုးကာကွယ်တာမဟုတ်ဘူးတစ်ဖက်ကတိုက်လာရင်ပြန်တိုက်ရတယ်ကိုကာကွယ်ရတယ်သူတို့ပြောသလိုလိုက်လို့မနေနဲ့လက်ရှုပ်မနေနဲ့အရှုပ်မပေးနဲ့ဟီဂျူရဲ့စိတ်ပိုင်းဖြတ်ထားတဲ့မျက်လုံးတွေကိုကြည့်ရင်လီဝင်ရဲ့နှလုံးသားကပြန်လည်ရင်းရိုင်လာပါတယ်ဟီဂျူကသူမရဲ့စပင်စီးကျိုးကိုဖြုတ်ပြီးလီဝင်ရဲ့ဒဏ်ရာရနေတဲ့လက်ကိုပတ်ပေးလိုက်ပါတယ်အဲ့ဒီညမှာနန်ရန်ဘေးကအနီရောင်ပန်းတွေတိတ်တိတ်လေးပွင့်လာတယ်လို့လီဝင်ကလည်းသူ့အတွက်ထူးခြားတဲ့အဲ့ဒီမိန်းမကိုထပ်ပြီးတတိယနေပါတယ်နောက်ပိုင်းမှာဟီဂျူစီကိုလီဝင်ဖုန်းဆက်လာပါတယ်နေကွန်ပွဲဖိတ်စာကပို့ပြီးသွားပြီဖြစ်လို့အခုမှညင်လို့မရတော့ပါဘူးဟီဂျူကလီဝင်ကိုအရင်ပြောခဲ့တဲ့စကားတွေအတွက်တောင်းပန်ပါတယ်သူ့ကိုနာကျင်အောင်လုပ်ဖို့ရည်ရွယ်တာမဟုတ်ဘူးလို့ပြောပါတယ်